Hello ကိုမအားလုံးမင်္ဂလာပါကျွန်တော်ရဲ့တူတီဖြူ channel တစ်ကနေကိုမအားလုံးကိုပြန်လည်ဆွေးနွေးပါခင်ဗျာကျွန်တော်ရဲ့ကိုမကျွန်တော်တို့အခုဗီဒီယိုကတော့မဖြစ်ရင်ကျွန်တော်2ရက်နေ့9လပိုင်း2025ဆက်နိုင်ဒီဗီဒီယိုကျွန်တော်လာပြီးဗီဒီယိုတင်ပြဖြစ်ပါတယ်ကိုမနော်အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုမနော်ကျွန်တော်မတွေ့ရတော်တော်ကြာသွားပြီနော်ကျွန်တော်အင်္ဂါနေ့တော်လာပြီးအဲ့ကလေးကကျွန်တော်ဗီဒီယိုမတင်ဖြစ်တော့နော်ကိုမကျွန်တော်ဖျားနေလို့ပါနော်ကျွန်တော်တခြားဆိုတာမရှိဘူးကျွန်တော်ဖျားနေလို့ပါနော်အဲ့ကြောင့်ဗီဒီယိုရမတက်တာပါနော်အဲ့တော့အားလုံးပဲမင်္ဂလာပါကိုမကျွန်တော်ရဲ့ channel တစ်ကနေကိုမအားလုံးကိုပြန်နေကြိုးစားပါခင်ဗျာအဲ့အားလုံးပဲဒီဘက်ကတော့ဒီနေ့ကြာတာပြီးပိတ်တာပြတော့ကျွန်တော်အဖွညာ9နာရီဗီဒီယိုတင်လိုက်မယ်အခုဗီဒီယိုကမဖြစ်ရင်2ရက်နေ့9လပိုင်း2025ကျွန်တော်တောက်ကြနေ7နာရီ10မိနစ်အတွက်တီးတယ်မဖြစ်ပါဘူးကိုမနော်အဲ့တော့ကိုမအားလုံးပဲကျွန်တော်မဖြစ်ရင်တောက်ကြနေ7နာရီ10မိနစ်တွေမစခင်နော်အားလုံးပဲဒီဘက်ကတော့ကျွန်တော်ရဲ့တပတ်စာအခုကျွန်တော်တပတ်စာ free ပေးတာ type rate အခွေဆိုကိုမအားလုံးပဲဟိုအခွေကြမယ်နော်3 4 5 6ဆိုအခွေနောက်တစ်ခုကကျွန်တော်ဒီမှာဟိုသမားကြီးပရိသမားယူကနေအဆင်ပြေမယ်နော်၄နှစ်နောက်တစ်ခုကထိတ်သမားတွေအဆင်ပြေမယ်နော်အဲ့တော့နောက်တစ်ခုကဗုဒ္ဓမကျော်ကုမာလုံးပဲ6ပဲဒီအဆင်ပြေကြမလို့ထင်ပါတယ်နော်ဗုဒ္ဓမကျော်ကုမာရဲ့နောက်ဘက်မှာကျွန်တော်အကောင်းဆုံးထပ်ပြီးတော့ကြိုးစားပေးမယ်နော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်အခုဗီဒီယိုကတော့နေတိုက်ကုမာတွေမှာနေတိုက်ကုမာပြပြ2ချိန်ကြံမယ်နော်ကျွန်တော်ရှေ့ရက်တွေကတော့ကျွန်တော်လေးဖျားနေအောင်ကုမာနော်ကျွန်တော်လေးဖျားနေအားကြောင့်မလို့ပါကျွန်တော်ကိုမိုင်းတော့ကျွန်တော်အားကြောင့်ဗီဒီယိုမတက်တာပါလာပြီးဖုန်းဆက်ပေးကြကိုမှာအားလုံးကိုကျေးဇူးများတင်ပါတယ်ကိုမိုင်းနော်ကဲကျွန်တော်မဖြစ်အပိနေတောက်ကြနေ7နာရီတမိနစ်စားလိုက်ရအောင်ညနေ4နာရီခွဲတော့ကတော့ကျွန်တော်နေ့လေ10နာရီခွဲကြရင် live လေးဖြစ်ရင် live လေးမယ် live လေးဖြစ်ရင်ကျွန်တော်ဗီဒီယိုတင်ပေးမယ်နော်ကိုမိုင်းဟုတ်ပြီလားအဲ့တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်နေ subscribe လုပ်တာပါနောက်တစ်ခုက like လက်မလေးတင် like လက်မလေးကြောက်နေတာပါကျွန်တော်နော် share လို့စီမြေကိုမိုင်းက share ပေးတော့ဒါ channel တစ်ဖြစ်တော့ subscribe မလုပ်ရသေး subscribe လုပ်တာပါနော်ဟိုဘက် channel ကြီးတင်လို့မရတော့ကိုမိုင်းနော်အဲ့တော့ကျွန်တော်မပြန်ဆက်နိုင်တမီတော့ကျွန်တော်ဒီမှာအရင်ဆုံးဝမ်းချင်းလေးပြုတ်မယ်ပြီးရင်မင်းရောက်ကပြုတ်မယ်ပြီးရင်မပြန်ဆက်နိုင်တမီတော့အချိုက်ဆုံးနှုတ်ကွက်ထုတ်ပေးမယ်တော်ပြီနော်ကိုမိုင်းအဲ့တော့ခုတည်းမှာဖွဲ့ရင်ကိုမိုင်းလုံးမရှောက်ပဲဒီဆင်ပြေမယ်ရွေးကွက်တွေကတော့ဆင်ပြေမသွားကြဘူးကိုမိုင်းနော်နောက်ဘက်ကျွန်တော် share လုပ်ပေးထားတယ်နော်နောက်ဘက်ကကျွန်တော်တင်းလာနေတရပိတ်တယ်နော်ကိုမိုင်းတင်းလာနေတရပိတ်တယ်နောက်ဘက်ကနောက်ဘက်လည်းတင်းလာနေတရပိတ်တယ်နော်ကိုမိုင်းအဲ့တော့ဖွဲ့မယ်ကိုမိုင်းကကျွန်တော်စနေမပြန်တော့ကြနေညနေကျမှလက်ခံပေးမယ်နော်ကိုမိုင်းဟုတ်ပြီလားအဖေမဲကိုမိုင်းကကျွန်တော်ဖုန်းနံပါတ်39 993 929 990ဖုန်းနံပါတ်လာပြီးတော့ဖုန်းထိုက်ဆက်ပြီးတော့ဖုန်းလို့ရတော့ဘိုင်ဘာရှိနေတဲ့ဘက်မှာလာပြီးတော့ပြည်သားလေးပို့ပေးထားလို့ရပါတယ်ကိုမိုင်းနော်ရောတော့လိုက်ကြအောင်နော်နေပြဆက်နိုင်တဲ့မိနစ်ကျော်2ရက်နေ9လပိုင်းနော်2ရက်နေ9လပိုင်းကိုမိုင်းဆက်နိုင်တဲ့မိနစ်တော့ကျွန်တော်ဒီမှာဝမ်းချင်းကဆိုဆက်နိုင်တဲ့မိနစ်တော့တီးတန်ဝမ်းချင်းကကျွန်တော်တို့နှစ်ခုံဝမ်းချင်းပါနော်နှစ်ခုံဝမ်းချင်းမှာကိုမိုင်းတနေ့ကုန်စားကျွန်တော်တနေ့ကုန်စားဝမ်းချင်းညမပေးရကြပြီဒီမှာမပြောဖြစ်တာကြပြီနော်ကိုမိုင်းတနေ့ကုန်စားဝမ်းချင်းကကျွန်တော်ပဲမှာတစ်ချောင်းဝမ်းချင်းရှိရတကယ်လို့ကိုမှတလုံးမိုင်းနေပါရဲ့ညာရှိရဆိုရင်တော့အဲ့တနေ့ကုန်စားဝမ်းချင်းကမနဲ့မလာရင်ညနေလာလိမ့်မယ်ညနေမလာရင်ညနေsorry မနဲ့လာရင်ညနေမလာဘူးဗျာနော်ကိုမိုင်းအဲ့တနေ့ကုန်စားတစ်ချောင်းဝမ်းချင်းရှိရတကယ်လို့ကိုမှအကြိုက်ကလေးရှိရင်တော့အဲ့တစ်ချောင်းဝမ်းချင်းကဲနော်ဒါကကျွန်တော်ကတော့တစ်ချောင်းဝမ်းချင်းလေးရောကဲနော်ဒါကျွန်တော်ကတော့အခုက7နိုင်10မိနစ်အတွက်တီးတယ်မပြောဖြစ်တဲ့ကျွန်တော်ညနေမှာတစ်ချောင်းဝန်းချင်းလာမလို့ယူစားတယ်เนาะအဲ့တော့7နိုင်10မိနစ်တော့ကျွန်တော်ဒီမှာနှစ်ခုံဝန်းချင်းကိုပေးထားပါကိုမိုင်းနှစ်ခုံဝန်းချင်းเนาะ7နိုင်10မိနစ်တီးတယ်ကနှစ်ခုံဝန်းချင်းမှာအဲ့တော့နှစ်နဲ့ပတ်သက်လို့3ခွက်ထုတ်ပေးတယ်ဖုန်းနဲ့ပတ်သက်လို့3ခွက်ထုတ်ပေးတယ်ကိုမိုင်းเนาะအဲ့တော့ကောမှာ okay လေးတန်းစီပြီးတော့တယောက်ချက်ဒီမန်ကဲကိုမိုင်းเนาะ channel သေးဖြစ်တော့တကြမလို့ပါเนาะ okay လေးတန်းစီပြီးတယောက်ချက်ဒီမန်ကဲကိုမိုင်းအဲ့တော့ဒီမှာရင်3နှစ်နဲ့ပတ်သက်လို့ကျွန်တော်3ခွက်ပြောမယ်ပြီးနေပြန်မှာတကွယ်ကောင်းကတော့ကိုမိုင်းနည်းနည်းလေးရောထိုးသိနေတယ်မှာပါနေနော်ပတိပတ်ရှင်တဲ့ကိုမိုင်းကကျွန်တော်ယူပေးထားယူကလေးကိုကစားပါနော်အဲ့တော့ကိုမိုင်းကျွန်တော်ဒီမှာဟိုဟာနေပြန်ပေါ့နော်နေပြန်နေရက်နေ့7နာရီမိနစ်တည်တဲ့ဝမ်းချင်းကနှစ်ခုချိန်ချုံမှာကိုမိုင်းရောညနေ4နာရီခွဲတက်ကတော့နေ့လေ10နာရီခွဲကြာရင်ကျွန်တော် live လွှင့်ဖြစ်ရင် live လွှင့်မယ် live မလွှင့်ဖြစ်ရင်ကျွန်တော်ဗီဒီယိုတင်ပေးမယ်နော်ကိုမိုင်းဟုတ်ပြီလားအဲ့တော့ကိုမလုံးပဲဒီမှာနှစ်ခုံဝိုင်းကိုကျွန်တော်နှစ်နဲ့ပတ်သက်လို့3ခုကဘာရှိမလဲဆိုတော့နှစ်3ညာရယ်နှစ်5ရယ်နော်နှစ်3ညာနှစ်5နှစ်6နောက်တစ်ခုကခွန်3ညာခွန်5ခွန်6နော်နှစ်3ညာနှစ်5နှစ်6ခွန်3ညာခွန်5ခွန်6နော်နှစ်3ညာနှစ်5နှစ်6ခွန်3ညာခွန်5ခွန်6ပါနော်နှစ်3ညာနှစ်5နှစ်6ခွန်3ညာခွန်5ခွန်6ပါနှစ်3ညာနှစ်5နှစ်6ခွန်3ညာခွန်5ခွန်6ပါနော်ဒါနှစ်ခွန်ဝန်းကျင်တွေပါအဲ့တော့ကျွန်တော်sorry ကျွန်တော်ပြန်7နာရီ10မိနစ်တပါအဲ့တော့တကွက်ကောင်းလေးပြောမယ်နော်အဖေမင်းကကိုမိုင်းကကျွန်တော်ပြန်တောက်ချင်ညနေ9နာရီလောက်ကနေစပြီးတော့လက်ခံပေးမယ်နော်စနေတင်းနေ့ရက်ပြီးရင်တင်းလာနေတယောက်ကိုပိတ်ပါဗျာကိုမိုင်းနော်တပတ်စာဗီဒီယိုကတော့မဖြစ်ရင်ကျွန်တော်
တပတ်စာဗီဒီယိုကကျွန်တော်စနေနေ့နေကင်း7နာရီကြာရင်တင်ပေးပါမယ်ကိုမိုင်းနော်စနေနေ့က7နာရီကြာရင်တင်ပေးမယ်နော်တပတ်စာ take break ခွေဗီဒီယိုကနော်အဲ့တော့မှကျွန်တော်တပတ်ဆိုင်မှာအခွေသမားပဲကျွန်တော်အခွေသမားပြင်မှာခွေကိုဆက်ပြီးတော့ကစားတင်လာဆိုတော့အခွေကိုဆက်ပြီးတော့ကစားတင်ပါနော်ကိုမိုင်းအဲ့တော့ဒီမှာတကောကောင်းလေးပြောမယ်ကိုမိုင်းနော်တကောကောင်းကျွန်တော်ကိုမိုင်းကျွန်တော်တကောကောင်းပါပေးထားလဲဆိုတော့ဒီမှာနှစ်9ရခွန်9ရပါကိုမိုင်းတော်တော်လေးကြိုက်နေတဲ့တယ်နှစ်9ခွန်9နော်9နှစ်9ခွန်ကိုမိုင်းကြိုက်နေတဲ့အဲ့နှစ်ကွက်ထဲထိုးပါနော်ဘာလို့လဲဆိုတော့နှစ်ပြန်ကပိတ်ကြီးလည်းဖြစ်ပြီးအပိတ်ကြီးလည်းရောက်ပြီးဖြစ်တဲ့ကြောင့်မို့လို့ကိုမိုင်းနော်7 night minute တော့ကောင်းကတော့9နှစ်က9ခွင်ရပါကဲဗီဒီယိုလေးတော်တော်ရှင်းသွားပြီဆိုကိုမလုံးမဲ့ကျွန်တော်တီလောင်းနေပဲရက်တော့မယ်နော်အဲ့တော့တန်းနေတဲ့ကောမှာ okay dance စီဗီဒီယိုမှန်က channel ကို subscribe မလုပ်သေးအောက်မှာ subscribe ဆိုလေးရှိရတယောက်ချက်ဒီနှိပ်ပြီးသွားခဲ့နော်ကိုမိုင်းအဲ့ကျွန်တော်ကိုမလုံးမဲ့ပြန်7 night တင်ပြီးမှကျွန်တော်ထုတ်ပေးထားတဲ့တကွင်ကောင်းတဲ့လူအားလုံးပဲဒိုင်စီမန်ကိုထုတ်ကြမယ်နော်ကိုမိုင်းဒိုင်စီမန်ကိုထုတ်နိုင်မှာဆိုတော့ကိုမလုံးကိုကျွန်တော်ဒီကနေ stop ပလိုက်ပါတယ်အဲ့အားလုံးပဲကျေးဇူးများဒီမှာကိုမကျွန်တော်ဒီဗီဒီယိုကလောင်းနေပဲရက်တော့မယ်နော်ဗီဒီယိုဖိုင်ကတော်တော်ရှိသွားမှကြောက်လို့ဒီဗီဒီယိုကိုကျွန်တော်ဒီနေ့ကျွန်တော်ကြာတာတိည9နာရီမှာတင်ပြလိုက်ပါမယ်ကိုမိုင်းနော်အဲ့တော့အားလုံးကျေးဇူးများဒီမှာနေ့တဲ့တနားခွဲကြာကျွန်တော် like တီးတန့်ရှိမယ်တကယ် live မလင်းပြရင်လည်းကျွန်တော်ဗီဒီယိုတင်ပေးလိုက်မယ်နော်ကိုမိုင်းကျွန်တော်ရှေ့ရက်တွေကဗီဒီယိုမတက်တာကျွန်တော်ဖျားနေလို့နော်ကိုမိုင်းအားလုံးကျေးဇူးများဒီမှာကိုမိုင်းကျွန်တော်ဒီဗီဒီယိုကလောင်းနေပဲရပြီနော်